ဒါတို့သမီးတို့ဘွဲရဖို့အရေးမကြီးတော့ဘူးပညာတတ်ဖို့အရေးကြီးသွားပြီဒီနေ့ခေတ်ကဘွဲရလာမင်းတို့ဘာသုံးရမဟုတ်ငါလည်းဘွဲရပဲဘွဲရတာဘဝတော့ဘာမှသုံးမရတော့အတတ်ပညာကြတော့ဘဝအသက်မွေးအကြောင်းပြုဖို့အတတ်ပညာမရှိရင်ဒါတို့သူတို့အသက်မွေးအကြောင်းပြုနိုင်တော့ linguistic အင်္ဂလိပ်စာတွေဘာသာစကားတွေကိုကျွမ်းကျင်မလားတို့မို့သင်ကြားရေးကိုကျွမ်းကျင်မလားတို့မို့စက်ချုပ်စားရှိတဲ့ဒီဇိုင်နာတွေဒါတွေကျွမ်းကျင်အောင်လုပ်မလားမလုပ်မလဲပေါ့တခုခုကိုပါရဂူမြောက်အောင်လုပ်ထားမင်းပါရဂူဘွဲသွားယူမှာမဟုတ်ဘူးကွာခဏပါရဂူဘွဲရပြီဘာသုံးရတဲ့သူတွေအများကြီးပါရဂူဘွဲရပြီးတော့မင်းဘုန်းကြီးတွေရောလူတွေရောအများကြီးဘာမှသုံးရတာတွေအများကြီးပဲတကယ်ပါရဂူဆိုတာတစ်ဖက်ကန်းခတ်တက်တယ်လို့တွေရပါရဆိုတစ်ဖက်ကန်းအလုပ်တစ်ခုကိုတစ်ဖက်ကန်းကကျွမ်းကျင်တာပါရဂူပဲစက်ချုပ်ဘာလို့ဒါဘုန်းဘာပြောချင်တာလဲတခုခုကိုစောက်ချလို့ professional ဖြစ်အောင်လုပ်နာမည်တက်ပြမလို့ဘူးစားသုံးလူတွေကလက်ခံရင်မင်းအဲ့ဒါဆရာအဲ့နေပဲဒါတို့သမီးတို့ဘွဲရဖို့အရေးမကြီးတော့ဘူးပညာတတ်ဖို့အရေးကြီးသွားပြီဒီနေ့ခေတ်ကဘွဲရလာမင်းတို့ဘာသုံးရမဟုတ်ငါလည်းဘွဲရပဲဘွဲရတာဘွားတော့ဘာမှသုံးမရတော့ဘူးငါပြောတာလွန်တဲ့ချိန်ဘွဲရတွေလိုက်ကြည့်ပတ်ဝန်းကျင်ပညာမတက်ရင်ဘွဲရအလကားဖြစ်သွားမယ်ပညာတက်တယ်ဆိုတာဒီလုပ်ငန်းတစ်ခုကိုတကယ်ကိုပိုင်နိုင်တဲ့တက်ထားဖို့အဲ့အတတ်ပညာ professional ကြားဖို့လိုတယ်ဟုတ်နော်ပညာရှင်တယောက်လိုရည်တည်နေအောင်ကြိုးစားအဲ့ဒါပညာနှမျိုးရှိပြီတစ်မျိုးကအသိပညာဘာအတွက်လဲလောကအခက်အခဲတွေရင်ဆိုင်ဖြေရှင်းဖို့နောက်တစ်ခုကအတတ်ပညာဘာအတွက်လိုရလဲတနည်းလွယ်ပြောရင်ဘဝရှင်သန်ဖို့အတွက် how to survive your life မင်းတို့ဘဝကိုဘယ်လိုမျိုးရှင်သန်အောင်ကြိုးစားမလဲဒီနေ့ဆိုမင်းတို့ပိုးခက်လာဒီနေ့ခေတ်ပိုးခက်လာခမင်းသားပိုးခက်လာပြီဟုတ်လားသွားရေးလာရေးခက်လာပြီဝေးစေခက်လာပြီအကုန်ခက်လာပြီမင်းတို့သုံးဆောင်တဲ့ပစ္စည်းတွေအကုန်လုံးကမြန်မာပြည်ထွက်တာတခုမှမရှိဘူးနိုင်ငံခြားကဝယ်စားရောင်းစားသူသခင်ဝယ်စားသူကျွန်တယ်တို့ကအမျိုးနဲ့ရိုးနဲ့ကိုကျွန်ဖြစ်ကျွန်မွေးတော့သဘောက်တယ်သဘောက်ကမွေးတော့အောက်ကလက်တယ်မင်းတို့အောက်ကလက်တွေဖြစ်